အဲ့တော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဒီစင်းကျုပ်ကြည့်ရတဲ့အပိုင်းလည်းသိသွားပြီပေါ့နော်ကျွန်တော်တို့ဒီစင်းတွေရတဲ့အပိုင်းလည်းသိသွားပြီကျွန်တော်တို့ break ဖြတ်ပြီးတော့မှခေါင်းချုပ်ပြီးတော့မှအပေါ်တိုင်ကိုစင်းပိုင်းလည်းသိသွားပြီပြီးလို့ရှိရင်ကျွန်တော်ပေါက်တိထည့်ပြီးတော့ရောစားစင်းကြည့်ရတဲ့ပုံစံသိသွားပြီဆိုတော့ကျွန်တော်ဒီ setting ပိုင်းလေးနည်းနည်းရှင်းပြပေးမယ်နော် setting ပိုင်းမှာဆိုရင်တော့ဒါကတော့ log ကျွန်တော်တို့အမီနဲ့စကွက်တွေပြောင်းတာတော့တီးပြီးသားဖြစ်မှာပေါ့နော်တကယ်လို့ကိုကအဲ့ဒါဒီဘက်မှာရှိတဲ့ setting လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဘာကြီးပါလဲဆိုတော့ print setting ပါမယ်ပေါ့နော်အဲ့တော့ဒီ print setting မှာကျတော့ကျွန်တော်တို့printer ကိုကျွန်တော်ကဒီကွန်ပျူတာမှာပေါ့နော် printer ချိတ်တဲ့အခါမှာကို printer နဲ့ချိတ်ဆက်မှုရှိမရှိကိုကျွန်တော်ကဒီထဲမှာသွားပြီးကြည့်ရမှာဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့နောက်ပြီးလို့ရှိရင်ကိုကဘယ်နှလက်မနဲ့ထုတ်မှာလဲပေါ့နော်စာရွက်ကိုကျွန်တော်3လက်မနဲ့ထုတ်မလားဒါမှမဟုတ် A4 စာနဲ့ထုတ်မလားစသဖြင့်ကျွန်တော်တို့ site ကိုရွေးလို့ရတယ်စလုံးရဲ့စာကိုလည်းကျွန်တော်ကအကြီးသေးရွေးလို့ရတယ်နော်တကယ်လို့ကိုကထုတ်တဲ့အခါမှာစလုံးကအရင်သိနေ last ကိုရွေးထားလို့ရတယ်ဒါမှမဟုတ် medium ကိုရွေးပြီးရေးထားလို့ရတယ်နော်ဒါကတော့ကိုထုတ်မဲ့ printer ရဲ့ပုံမှာမူတည်ပြီးတော့မှစလုံးတွေကတော့အကြီးသေးကျွန်တော်ကအချိန်ရမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ပင်နာချိတ်ထားဆိုရင်ကိုချိတ်ထားပင်နာကို model ကိုရွေးပြရမှာဖြစ်ပါတယ်နော်ပြီးရင်ကျွန်တော်တို့ contact ဆိုလေးနှိပ်လိုက်ပေါ့နော်လောတော့သူကချိတ်မထားကြအောင်မို့သူကချိတ်မထားကိုပြတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ auto print off ပေါ့နော်ဒီ auto print off ကတော့သူကဘာကိုပြောလဲဆိုတော့ကျွန်တော်တို့တကယ်စင်းသွင်းတဲ့အခါမှာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစင်းသွင်းပြီးသွားလို့ရှိရင်ကိုprint ထုတ်ခြင်းတဲ့ voucher ကိုသွားပြီးတော့မှ printer icon လေးကိုနှိပ်ပြီးထုတ်ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်တော့သူကအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတခါတည်း auto print on ထားမယ်ဆိုရင်တော့သူကစင်းထည့်လိုက်ပြီးဆိုတာနဲ့ copy paste ကနေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ keypad screen ကနေပြီးထည့်လိုက်ပြီးဆိုတာနဲ့စင်းတင်သွားပြီးဆိုတာနဲ့တခါတက်ပြီးတော့မှ print ထုတ်ပြီးမှဖြစ်ပါတယ်ဒါလေးရတယ်ကိုမလို့ရင်ပိတ်ထားလို့ရပါတယ်เนาะကိုလိုအပ်မှကျွန်တော်သုံးလို့ရပါတယ်เนาะဒါလေးတော့ကျွန်တော်default အနေနဲ့ကတော့ off ထားပါတယ်ကျွန်း voucher ပေါ့နော်ကျွန်း voucher ဆိုတာအခုလက်ရှိကျွန်တော်တို့voucher တွေ copy ထုတ်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့တချို့ဒီမှာကျွန်းနေပြတယ်ပေါ့နော်ကျွန်းကန်းတွေပြတယ်ကြတော့အဲ့ကျွန်းကန်းတွေမပြချင်ဘူးဒီဝင်တဲ့စင်းကိုပဲရတဲ့စင်းကိုပဲတီးတန့်ပြချင်တယ်ဆိုရင်တော့ကျွန်တော်စောစောကဒီ setting လေးကိုကျွန်တော်တို့ပိတ်ထားဖို့လိုပါတယ်ပေါ့နော်ဒီ setting လေးကိုကျွန်တော်တို့ကပိတ်ထားလိုက်မယ်ဆိုရင်တော့ဒါကျွန်း voucher တွေမပါတော့ဘူးเนาะပြီးလို့ရှိရင်ဒီ download ပေါ့နော်ဒီ download ကတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ဒီပေါ့နော် Android ကနေပဲဖြစ်ဖြစ်owner app ကပေါ့နော်ကျွန်တော်တို့ဒီ owner app ကနေပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီကိုယ့်ရဲ့ agent account တွေကိုပြန်ပို့ချင်တယ်ဆိုရင်ကိုပို့ချင်တဲ့ agent account ကိုဖိထားလိုက်ဖိထားပြီးလို့ရှိရင်ကျွန်တော်တို့ကိုပို့ချင်တဲ့သူတွေကို Telegram သို့မဟုတ် Viber နေပြီးတော့မှသူ့ရဲ့ account တွေဒါမှမဟုတ်လည်းကျွန်တော်တို့ account တွေကိုကျွန်တော်ပို့လို့ရပါတယ်เนาะကျွန်တော်ဒီမှာတစ်ခါကျွန်တော်ဖိထားပြီးတော့မှကျွန်တော်ဒီမှာပြပေးမယ်เนาะဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစာလေးပေါ်မှာเนาะဒီမှာတော့မပေါ်ဘူးပေါ့เนาะကျွန်တော်ဖုန်းမှာဆိုရင်တော့ပေါ်တယ်ပြီးတော့မှကိုပို့ချင်တဲ့သူကိုသွားပြီးတော့မှ Telegram နေဖြစ် Viber နေဖြစ်ပို့လို့ရပါတယ်เนาะဒီမှာဆိုကျွန်တော်ဒီကနေပြီးတော့မှပို့ပြပါမယ်เนาะဒါဆိုလို့ရှိရင်အခုလိုမျိုးဝင်ရမယ့် agent ID ရဲ့ပြီးတော့ software download လေးမှာတခါတည်းအတက်ပြီးတော့မှပြပြီးမှဖြစ်ပါတယ်เนาะဒီတိုင်းလေးပေါ့เนาะဒီနေရာမှာတော့ကျွန်တော်တို့ကစောစောကကျွန်တော်ထည့်ထားတဲ့ download link ပေါ့เนาะ download link တွေကိုကျွန်တော်ကဒီမှာသွားပြီးတော့မှ agent အတွက် download app ပေါ့เนาะ agent app အတွက် download link ထည့်ရမယ်ပြီးလို့ရှိရင်ကျွန်တော် user app အတွက် download link ထည့်ပြဖြစ်ပါတယ်ဒါမှတည်းကျွန်တော်တို့ကဒီ agent နဲ့ user ကနေပြီးတော့ commission တွေကနေပြီးတော့မှသူတို့ရဲ့အောက်ကအထူးသားတွေပဲဖြစ်ဖြစ်ဒါမှမဟုတ် agent တွေပဲဖြစ်ဖြစ်ဒီ account တွေပို့ပေးတဲ့အခါမှာဒီ link တွေပါတစ်ခါတွဲပြီးတော့ပါသွားမှာဖြစ်ပါတယ်เนาะဒါတော့ကျွန်တော်တို့ဒီ download setting လေးကတော့စောစောပြောလိုမျိုး account တွေပြပို့တဲ့အခါမှာဒီ download လေးပါဖြစ်ပါเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ 2D delete data ပေါ့နော်ဒီမှာကျတော့သူကဒီ 2D delete data ကိုနှိပ်မယ်ဆိုရင်သူကစင်းရင်းတည်တံ့ဖြတ်ပေးတာပေါ့နော်ဒီ 2D စင်းတွေပဲတည်တံ့ဖြတ်ပေးတာဖြစ်ပြီးတော့မှကျွန်တော်တို့ထည့်ဖွင့်ထားတဲ့ကျွန်တော်တို့ဒီ DINE account တွေagent account တွေပြီးလို့ရှိရင်ကျွန်တော်တို့ direct ထိုးသား account တွေပြတ်သွားမှာမဟုတ်ဘူးပေါ့နော်ဒါ 2D အတွက်ပေါ့နော်တကယ်လို့ 2D စင်းတွေတည်တံ့ပြတ်သွားမှာဖြစ်ပါတယ်အဲ့တော့ 3D စင်းတွေကတော့မပါဘူးပေါ့နော်တကယ်လို့ကိုက 3D စင်းတွေကိုပဲတည်တံ့ဖြတ်ချင်တယ်ဆိုရင်2D စင်းကိုတည်တံ့ဖြတ်လို့ရပါတယ်တကယ်လို့ကိုကကျွန်တော်တို့ကအသစ်တိုင်းပြန်စားမယ်နှိပ်မယ်ဆိုရင်တော့ရှိသမျှကျွန်တော်တို့ဒီ software ကို factory reset ချလိုက်တဲ့ပုံစံတိုင်းပဲပေါ့နော်ကျွန်တော်တို့ရှိသမျှ data တွေအားလုံးပြတ်သွားပြီးတော့မှ software ကိုအသစ်ကတိုင်းပြန်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်ဒီမှာကျွန်တော်တို့ဒီဘေးမှာပါတဲ့ noti ပို့ရန်ပေါ့နော် noti ပို့ရန်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီနေရာမှာတိုက်တဲ့စာသားလေးဆက်မယ်ပြီးလို့ရှိရင်ကျွန်တော်အကြောင်းအရာစာသားလေးထည့်မယ်ဘာအကြောင်းလေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ပို့မဲ့အချိန်ကိုကျွန်တော်ရက်စွဲတဲ့ချိန်ကိုရေးထားလို့ရတယ်ကိုပို့လိုက်တဲ့အချိန်ကြာမှာသူကဒီ noti လေးကကိုယ့်ရဲ့အောက်ကဒီ agent တွေပြီးလို့ရှိရင် user app တွေမှာသွားပြီးတော့မှဒီ noti လေးတိုင်းပေါ်နေမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာလောလောဆယ်ဆက်ပြထားတာကတော့ကျွန်တော်တို့ဒါသူတို့ပို့ပြီးသွားပြီဆိုတော့ပြပါတကယ်လို့ကိုက delete နှိပ်လိုက်မယ်ဆိုရင်တော့ကိုပို့ထားတဲ့ဟာတွေကိုပြန်ပြီးတော့မှဖြတ်တာဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်အတူတူပါပဲကျွန်တော်တို့ဒီမှာကိုပို့လိုက်တဲ့ noti လေးတွေကကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ခေါင်းလောင်းလေးပေါ့နော်ခေါင်းလောင်းလေးမှာသွားပြီးတော့မှဒီ noti စာသားလေးပေါ်နေမှာဖြစ်ပါတယ်လောဆယ်တော့ကျွန်တော် noti မထည့်ထားသေးတဲ့ခါကျမပြသေးဘူးပေါ့နော်ပြီးလို့ရှိရင်ဒီ reflect ကတော့ကျွန်တော်တို့တစ်ခါလေးမှာ software ကline ကြောင်းမဖြစ်ဖြစ်အကြောင်းမျိုးကြောင့်ကျွန်တော် data တွေမပေါ်လာဘူးဆိုရင်ကျွန်တော် reflect လေးကိုနှိပ်ပြီးတော့မှကျွန်တော်စင်းတွေကိုပြန်ခေါ်လို့ရတယ်ပေါ့နော်အဲ့ဒါလေးရတယ်ကျွန်တော်တို့ဒီမှာကွန်ပျူတာမှာလည်းထည့်ပေးတာပေါ့နော်တကယ်လို့ကွန်ပျူတာမှာလည်းကျွန်တော်က line မကောင်းတာဖြစ်ပေါ့နော်အကြောင်းကြောင့်စင်းလေးတွေ update မပေါ်ဘူးဆိုလို့ရှိရင်ဒီ reflect button ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ update ယူလို့ရပါတယ်နော်စင်း update လေးယူလို့ရပါတယ်နော်ဒါဆိုရင်တော့ reflect လုပ်ပြပါပြီပေါ့နော်အခုပြထားတဲ့ setting တွေကကျွန်တော် Android မှာလည်းပါပြီးသားဖြစ်ပါတယ်เนาะ Android မှာလည်းကျွန်တော် noti ပို့ရန်မှာစိုးစိုးအတိုင်းပဲ title စာသားလေးတွေကြောင်းလေးထည့်ပြီးတော့မှ save တင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့
ကလနာပုံလေးပေါ်လာမယ်နော်ကျွန်တော်အချိန်ပုံလေးပေါ်လာမယ်ကိုပို့ခြင်းတဲ့အချိန်ကိုရွေးပြီးတော့မှကျွန်တော်တို့ node ကိုပို့လို့ရတယ်ပြင်ဆင်ရတဲ့မှာဆိုလို့ရှိရင်စိုးအတိုင်းပဲအကျွန်းပေါက်ချကိုပိတ်ထားမလား off ထားမလားပေါ့နော်ကိုယ့်အကူစိတ်ကြိုက်ကျွန်တော်သတ်မှတ်ထားလို့ရတယ်print setting မှာလည်းကိုယ့်ရဲ့printer နဲ့ကိုက်ညီမဲ့ setting ကိုရွေးပြီးတော့မှတင်ထားလို့ရတယ် download ကလည်းကျွန်တော်တို့ owner app မှာကျွန်တော်တို့စောစောပြောလို့မျိုးပေါ့နော်ဒီကိုယ့်ရဲ့ဒီ download ဒီကျွန်တော်တို့ဒီ agent app ကို user app တွေကိုကျွန်တော် download link လေးထည့်ပေးထားလို့ရပါတယ်เนาะပြီးလို့ရှိရင်ဒီမှာလည်း 2D data 3D data ရှိပါတယ်ဒါဆိုရင်သူက 2D စင်းတည်တံ့ဖြတ်မယ် 3D စင်းတည်တံ့ဖြတ်မယ်ပေါ့เนาะအတိတ်တိုင်ပြန်စားမယ်နှိမ့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် software ကိုအစအနေပြန်ပြီးတော့သုံးနေမှာဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်တို့ owner app ဖြစ်ပါတယ်agent app မှာတော့သူကမြန်မာစစားမပါဘူးเนาะ agent app မှာတော့အဓိကတော့သူက planner setting ပဲပါမှာဖြစ်ပါတယ်เนาะ planner setting ထဲမှာကျွန်တော်စောစောပြရမယ်ကျွန်းပေါက်ချကျွန်းပေါက်ချကိုကျွန်တော်က on ထားမလား off ထားမလားဒါမှမဟုတ်လည်းကျွန်တော်တို့ print ကို auto print ကို on ထားမလား off ထားမလားဆိုရွေးချယ်လို့ရတယ်ပြီးလို့ရှိရင်ကိုထုတ်မဲ့ printer ရဲ့ပုံမူတည်ပြီးမျိုးစားပုံမူတည်ပြီးကျွန်တော်စလုံး size တွေ font size တွေရွေးလို့ရမှာဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော် user မှာဆိုလည်းတူတူပါ user မှာလည်းကျွန်တော်တို့ဒါ printer setting လေးတစ်ခုပဲပါပါတယ်เนาะကျန်တဲ့ဟာတွေကတော့မပါပါဘူးเนาะအဲ့တော့ဒါတွေကတော့ကျွန်တော်တို့စောစောပြထားတဲ့အတိုင်းပဲကျွန်တော်တို့ကိုprint setting လေးဖြစ်ပါတယ်ဒါလေးကဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဒီ agent app မှာရော owner app မှာရောပါတဲ့ setting ဖြစ်တဲ့အခါကျွန်တော်တို့သူ့တီးတန့်တွေမရှင်းပြတော့ဘူးเนาะအဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာပါတဲ့ setting တွေဘယ်လိုမျိုးလုပ်ရတယ်ဆိုတာလည်းသိလောက်ပြီလို့ထင်ပါတယ်เนาะ